လူတော်တော်များများကယူနီကွန်တွေကိုပုံမြင်ထဲမှာပဲရှိတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ချစ်တယ်နော်ဘယ်တော့မှထားမသွားဘူးဆိုတဲ့သူမပြောတဲ့ပုံမြင်တွေနဲ့ရှင်ရင်တော့ယူနီကွန်ဆိုတဲ့ပုံမြင်ကပိုပြီးဖြစ်နိုင်ခြေရှိပါသေးတယ်။ဒီလိုဒဏ္ဍာရီဆန်တဲ့စကားတွေထက်ပိုပြီးစမ်းကြဲတဲ့ပင်လယ်ပြင်ရဲ့ယူနီကွန်လို့တင်စားကြတဲ့နားဝါဝေလာငါးတွေအကြောင်းပြောပြချင်ပါတယ်။နားဝါတွေဟာတကယ်တော့ကျွန်တော်တို့သိကြတဲ့ဝေလာငါးမျိုးနွယ်စုဝင်တွေပါ။ဒါပေမဲ့သူတို့မှာတခြားဝေလာငါးတွေနဲ့မတူတဲ့အချက်ရှိနေပါတယ်။အဲ့ဒါကတော့သူတို့ရဲ့နှာခေါင်းသားကဖောက်ထွက်နေတဲ့ပိုးပေကျော်ရှည်တဲ့သွားကြီးပါ။လူတွေကဒါကိုဂျိုလို့ထင်ကြပေမဲ့တကယ်တော့ဒါဟာဘယ်ဘက်ကနေအပြင်ကိုထိုးထွက်လာတဲ့သွားတစ်ချောင်းပဲဖြစ်ပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကတခြားဝေလာငါးတွေမှာကြောရိုးစူးတောင်ပါပေမဲ့နားဝါဝေလာငါးတွေမှာတော့မပါရှိပါဘူး။ဘာကြောင့်လဲဆိုတော့ရေခဲပြင်တွေအောက်မှာကပ်ပြီးကူးခတ်တဲ့အခါတိုက်မိတာမျိုးမရှိအောင်တဘာဝကဖန်တီးပေးထားတာပါ။သူတို့ဟာဝေလာငါးဖြူတွေနဲ့မျိုးနွယ်စုအနီးစပ်ဆုံးဖြစ်ပြီးအေးစိမ်းလာတဲ့အာတိတ်ပင်လယ်ထဲမှာပဲတစ်သက်လုံးနေထိုင်ကြပါတယ်။သူတို့ရဲ့အသွားဟာလက်နက်တစ်ခုထပ်ပိုပါတယ်။အဲ့ဒီအထဲမှာအာယုံခံဆဲပေါင်းတန်းတဲ့ချီပါဝင်နေလို့ရေရဲ့အပူချိန်နဲ့စားငံနှုံးကိုသိနိုင်တဲ့အာယုံခံကရိယာကြီးလိုအသုံးတော်ခံပါတယ်။ဒါပေမဲ့လက်ရှိမှာရာသီဥတုဖောက်ပြန်ပြီးရေခဲပြင်တွေအရေးပြောလာတာဟာဒီဝေလာငါးတွေအတွက်သူမှမရှိတဲ့ကျွန်တော်ဘဝလိုရှင်သန်မှုခက်ခဲလာစေပါတယ်။နားဝါတွေဟာဝေလာငါးမျိုးနွယ်ထဲမှာမှအစမ်းကျဲဆုံးတတ္တဝါတွေပါသူတို့အကြောင်းကိုသိသွားပြီဆိုတော့နောက်တစ်ခါဝေလာငါးတွေအကြောင်းပြောတိုင်းနားဝါတွေကိုခြံထားလို့ရတော့မှာမဟုတ်ပါဘူးခုလိုစိတ်ဝင်စားစရာသဘာဝလောကအကြောင်းကိုနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်